အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်တို့ဖွဲ့လေးကတော့စကိုင်းတိုင်းဒေသကြီးမော်ဟာခရိုင်မော်ဟာအခြေစိုက်9 မြင်းသောဖိုက်တာ local PDF ရဲဘော်လေးများဖြစ်ကြပါလေဗျမလေးရှားအခြေစိုက်အမေသားသမီးထောက်ဖို့လူငယ်လေးအဖွဲ့မှပြည်သူလူတန်းလာသောငွေကိုမြေပြင်တပ်ဖွဲ့သို့မှန်ကန်စွာစီစဉ်ပေးပါတဲ့ခင်ဗျကျွန်တော်တို့မြေပြင်ဘက်ကလည်းလူတန်းလာသောငွေ25 သိန်းကျပ်တီကိုလက်ခံရရှိပါကြောင်းအခုလိုထောက်ပံ့ပေးပါသောအမေသားသမီးထောက်ဖို့လူငယ်များအဖွဲ့နှင့်အလူရှင်တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ရှိပါကြောင်းနောက်လဲကျွန်တော်တို့အဖွဲ့လေးကိုထောက်ပံ့ပေးပါရန်မေတ္တာရပ်ခံလိုက်ပါသည်ခင်ဗျမိဘပြည်သူများအနေဖြင့်လည်းအမေသားသမီးထောက်ဖို့လူငယ်လေးများအဖွဲ့ကိုယုံကြည်နှင့်ဆက်လက်ဝန်ရံပေးကြပါရန်အထူးမေတ္တာရပ်ခံအပ်ပါသည်ခင်ဗျအရေးတော်ဘုံအောင်ရမည်ရေတော်ဘုံအောင်ရမည်အရေးတော်ဘုံအောင်ရမည်